ဒီကိုစေဒီလို့ပဲခေါ်ရမယ်ဖះလို့မခေါ်ဘူးစေဒီတွေမြင်ရင်ဥပမာပကံသွားတယ်အာနန္ဒာတပ်ပင်ညုရွှေစည်းကုံမရှိဘူးလားအဲ့ဒါစေဒီတွေစေဒီလို့မခေါ်ဘဲနဲ့အာနန္ဒာဖះရွှေစည်းကုံဖះတပ်ပင်ညုဖះဟိုဖះကဘလို့ဒီဖះကဘလို့အဲ့ဒါဖះမဟုတ်ဘူးစေဒီဖះဆိုရင်ခင်ဗျားတို့အသုံးနှုံနောက်မှာအပြစ်တွေသိနေပြီအခုစင်းတုတော့ကြီးစင်းတုရွှေစင်းတုငွေစင်းတုမရှိဘူးလားအဲ့ဒါစင်းတုတော့ဩဒိတစေတီဖြစ်သတ်မှတ်ထားတဲ့စင်းတုတော့ဖះမဟုတ်ဘူးအဲ့တော့ငါဈေးကဖះနှစ်စုဝဲလာတယ်ဟာပြီးတော့ထိုင်းဖះလေးတွေဝယ်ခြင်းလို့ဟဲ့ဖះမလုံးနဲ့စင်းတုနော်လာသွားမယ်ဘယ်စင်းတုကြိုက်တော့ပြီးတော့ဒီဖះလေးကြိုက်တယ်မဟုတ်ဘူးအဲ့ဒါဖះမဟုတ်ဘူးစင်းတုဖះနေဝယ်လို့မရဘူးရှင်းလားအသုံးနှုံးနေသုံးနှုံးနေနော်အဲ့တော့ဝဟာရမတက်ကျွမ်းတဲ့အတွက်တို့တွေမှာဘုရားခိုင်းတရားခိုင်းတန်ခါခိုင်းသိနေတာလေးလည်းမပြောနဲ့တော့